မင်္ဂလာဆောင်ရောက်လာတဲ့ချင်းရှင်ဟာရှောင်းဟုံကိုကြိုဖို့နွားလဲမောင်းလာခဲ့ပေမဲ့ရောက်ခါမလောင်းတွေရဲ့အဆက်ခွဲစော်ကားမှုကိုတရွာလုံးရှိမှဆိုးရွားစွာခံလိုက်ရပါတယ်ရောက်ခါမလောင်းဖြစ်သူကြောက်တာပင်ကချင်းရှင်ကိုတကားပြင်ပထုတ်တုံးကပေးထားတဲ့တင်တောင်းငွေရွမ်300ကိုမျက်နှာပေါ်ပြစ်ပေါက်ပြီးဒီရွမ်300နည်းနည်းလေးနဲ့သူ့သမီးကိုမင်္ဂလာဆောင်ယူနိုင်မယ်ထင်နေလားဟိုဘက်ရွာကလူတွေကရွမ်1500တောင်းတင်တောင်းငွေပေးကြတာမို့မင်းရဲ့ပတ်စံနည်းနည်းလေးကသူတို့စေတနာကိုမမိပါဘူးဒီပတ်စံကိုပြန်ယူသွားပြီးမင်းရဲ့ယိုယွင်းမိုးယိုနေတဲ့ရှုပ်အိမ်ကိုပဲတွားရောက်ပြင်ဆင်လိုက်ပါဦးလို့စော်ကားပြောဆိုလိုက်ပါတယ်စီဆက်ထားသူသမီးဖြစ်သူကြောက်ရှောင်ဟုံကလည်းမျက်လုံးလှန်ကြည့်ကရွယ်ဆောင်လောင်ပြောင်ပြီးချင်းရှင်မင်းကဒီအိုင်နဲ့နွားလဲတစည်းနဲ့ငါ့ကိုလာရောက်ယူရဲတယ်ပေါ့ဒီနေရာကနေချက်ချင်းထွက်သွားစမ်းပါမင်းလိုဆင်းရဲဒုက္ခရောက်နေတဲ့ကောင်နဲ့ဒုက္ခခံမဲ့အစားဟိုဘက်ရွာကအုပ်ဖို့လုပ်ငန်းလုပ်ကိုင်နေတဲ့မယားကွာနဲ့ပဲယူလိုက်မယ်လို့အတန်ကုန်အော်ဟစ်ပြောဆိုခဲ့ပါတယ်သူတို့မိသားစုရဲ့ရိုင်းဆိုင်တဲ့အမူအရာနဲ့စကားတန်တွေဟာတော်တော်လေးကျေလောင်လွန်းလာကြောင်းရွာသားတစုဟာဝိုင်းအောင်လာကြပါတယ်ချင်းရှင်ရဲ့အမျိုးတွေနဲ့မိတ်ဆွေတွေကတူတူပြောဆိုလာကြတဲ့အခါချင်းရှင်ဟာမျက်လုံးနှလုံးကိုတင်းတင်းမိတ်တက်ပြင်းပြင်းချကရင်ထဲကဒေါသတွေကိုအထက်တန်းထိထိန်းချုပ်လိုက်ပါတယ်အဖေဒါဟာအဖေကြံရစ်ခဲ့တဲ့မင်္ဂလာပွဲပါမတောက်တစ်ခေါက်သားကိုခွင့်လွတ်ပါလို့စိတ်ထဲကရေယိုရင်းမျက်လုံးဖွင့်ကဒူးထောင်ငုံကြည့်ပြီးသူတို့အဟုန်ကိုငါရဲ့ချင်းအိမ်ဝင်တဲ့အဝင်မခံဘူးလို့အကျယ်ကြီးကြွေးကြော်လိုက်ပါတယ်ဒီစကားတွေပြောဆိုပြီးနောက်စူညံနေတဲ့ပတ်ဝန်းကျင်ဟာချက်ချင်းတိတ်ဆိတ်သွားပြီးကြောက်တာပင်ရဲ့မျက်နှာဟာဖြူဖြော့ကနေရဲသွားပြီးနှက်ခမ်းတွေညိုမဲသွားရင်းဘာစကားမှမပြောနိုင်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာနောက်ဘက်ကနေထော်လာကြီးဟုံးတန်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါဟာဟိုဘက်ရွာကအုပ်ဖို့ပိုင်ရှင်တထေးတစ်စွန်းထဲနည်းဖြစ်ပါတယ်မင်းလိုကောင်ကဆင်းရဲလွန်းလို့ယူတုတ်သွားပြီလားမိမရောတိတ်ခါပါဆုံးရှုံးသွားလို့ယူကြောင်စကားတွေပြောနေတယ်ရှောင်းဟုံထော်လာကြီးပေါ်မြန်တက်ခဲ့ဒီယူနေတဲ့ကောင်နဲ့ဝေးသွားကြဆိုလို့အော်ဟစ်ပြောဆိုလိုက်ပါတယ်ရှောင်းဟုံကချင်းရှင်ကိုတတွေးနဲ့ထွေးကထော်လာကြီးပေါ်တက်ပြီးထော်လာကြီးကြီးကတကယ်ဆက်အားကောင်းတာပဲလို့မောင်းထွက်သွားခဲ့ပါတယ်ရွာသားတွေရဲ့ရှုပ်ထွေးတဲ့အကြည့်တွေကြားတဲ့ချင်းရှင်ဟာလက်ထဲကရွမ်300ကိုတင်းဆုပ်ကာသွားကိုတင်းကြိတ်ပြီးနွားလဲကိုတက်ဖွဲ့ဌာနချုပ်စီတိုက်ရိုက်ဦးတီမောင်းနေထွက်ခွာသွားခဲ့ပါတယ်ရွာနောက်ဘက်ကဘာမှစိုက်ပျိုးလို့မရတဲ့တောင်ကတုံးကြီးကို9နှစ်ကြာတိုင်အောင်အငှားယူပါရစေစုဆောင်းထားတဲ့ရွမ်300ပေးပါမယ်အကယ်အဲ့ဒီရွမ်300နီးလုံးမလောက်သေးဘူးဆိုရင်လေငါရဲ့နွားကိုပါပေါင်နှံပေးပါမယ်လို့ချင်းရှင်ကအခိုင်အမာပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာတက်ဖွဲ့ဌာနချုပ်ရဲ့အဝင်လှေကားတစ်ပေါ်မှာအေးဆေးစွာထိုင်ကစကားစမြည်ပြောဆိုနေကြတဲ့ရွာသူကြီးနဲ့ရွာကော်မတီအဖွဲ့ဝင်တွေဟာချင်းရှင်ပြောဆိုလိုက်တဲ့စကားကိုကြားသိလိုက်ရတဲ့အခါလုံးဝအံ့အားသင့်သွားကြပြီးတောက်လက်ဆစစ်လိပ်ပြမေးရော့သွားကြရင်သူ့ကိုအယူတယောက်လိုစိုက်ကြည့်လိုက်ကြပါတယ်ရွာသူကြီးကပထမဦးစွာစကားဆလိုက်ပြီးမင်းယူသွားပြီလားချင်းရှင်ရွာနောက်ဘက်ကအဲ့ဒီတောင်ကတုံးဟာဘာတိနံမှာစိုက်ပျိုးလို့ရတာမဟုတ်ဘူးမင်းရဲ့အဖေခောက်ပြန်တောင်ပေါ်တက်ပြီးစေးမြေအနှဲငယ်တွားရောက်ရှာဖွေတာကလွဲလို့အဲ့ဒီတောင်ပေါ်မှာဘာမှသုံးစားလို့ရတာမရှိဘူးအဲ့ဒီတောင်နောက်ဖက်တစ်ခုလုံးဟာလည်းကြောက်တုံးကြောက်ခဲတွေကြီးပဲပြည့်နှက်နေတာမို့မင်းပါပဲစိုက်သမျှတည်ဆုံးမယ်ဘာကောင်ပဲမွေးသမျှကြီးထွားလာမှာမဟုတ်ဘူးမင်းရဲ့စုဆောင်းငွေအားလုံးကိုအဲ့ဒီတောင်ပေါ်မှာပုံအောလိုက်ရင်စက်ရည်တွင်းနဲ့ပတ်စံပစ်ချတယ်လို့ဘာဖက်မှတင်လာမှာမဟုတ်ဘူးအဲ့ဒီစိုက်မရတဲ့တောင်ပုတ်ကြီးကိုငှားရမ်းတာဟာပတ်စံတွေကိုအလကားပစ်ပေါက်လိုက်တယ်လို့ဘဝကိုအလားဟတာဖြုံတီးပြီးတေလန်းကိုလက်ရက်ခေါ်တာပဲလို့စေတနာအပြည့်နဲ့တားမြစ်ပြောဆိုလိုက်ပါတယ်ချင်းရှင်ကသူတို့မိသားစုမျက်နှာတွေကိုလေးနဲ့စွာစိုက်ကြည့်ကငါမယူပါဘူးငါမပါဘူးပတ်စံရောနွားပါဒီမှာအစင်သိရှိနေပြီမို့အခုပဲစာချုပ်စာတမ်းချုပ်ဆိုကြစို့စာချုပ်ပေါ်မှာလက်ပွေနှိပ်ပေးကြပါလို့စိတ်သက်ခိုင်မာစွာပြန်လည်ပြောဆိုလိုက်ပါတယ်ရွာသူကြီးနဲ့အဖွဲ့ဝင်တွေဟာတယောက်ကိုတယောက်ကြည့်ကမျက်နှာရိုက်ရင်းရှိမှတွေ့နေရတဲ့စီဆက်မတ်မောစရာပတ်စံနဲ့နွားကိုမငင်းဆန်နိုင်တာကြောင့်နောက်ဆုံးမှာတေပါတူညီလိုက်ကြရပါတယ်အဖြစ်ဆိုးလိုက်တာတကယ်စံပြလူငယ်လေးတယောက်ဟာမိမ့်မပစ်ပေတာခံလိုက်ရလို့ယူတုတ်သွားပြီးပယောကကောင်းဆွဲကတ်သွားပြီလို့တနာဆောက်ွယ်ညီတွားပြောဆိုကြပါတယ်ဒီသတင်းဆိုးဟာမကြာမီမှာပဲတရွာလုံးစီလင်းမြန်စွာပြန့်နှံ့သွားပြီးရွာသားတွေကချင်းရှင်ဟာစီးဆက်ထားသူရဲ့အငင်းခံလိုက်ရလို့စိတ်ချောက်ချကစိုက်ပျိုးလို့မရတဲ့တောင်ကတုံးကိုစုဆောင်းငွေမြို့ပေါ်သွားတော့ကတဘာဝမိုးနှက်များကိုဈေးကောင်းပေးဝယ်ယူနေကြတယ်လို့ပြောပြခဲ့တာကိုချင်းရှင်သတိရလိုက်ပါတယ်အပင်6တွေနဲ့တင်းငုတ်တွေပြည့်နှက်နေတဲ့ဒီတောင်ကတုံးပေါ်မှာတံမိုးကြီးတောင်ပေါ်မိုးနှက်တွေအမြောက်အများရှိနေတာဖြစ်ပါတယ်အဲ့ဒီခေတ်ကတဘာဝမိုးနှက်6 ကီလိုဂရမ်ဟာယွန်30ထိဈေးရပြီးတောင်ပေါ်ကရွှေစစ်ဖြစ်ပါတယ်တောင်ထိပ်ရောက်တော့ချင်းရှင်ဟာတရွာလုံးအထက်စီးကအထာသေးနေတဲ့တောင်ကတုံးကိုကြည့်ကမင်းတို့ဆက်ဆုပ်နေတဲ့တောင်ကတုံးဟာတကယ်တော့ရွှေတွေပြည့်နှက်နေတာပါခဏလောက်စောင့်ပါဦးမကြခင်မှာမင်းတို့အားလုံးငါ့ကိုအမြင်တင်နဲ့ကြည့်လာစေရမယ်လို့စိတ်ထဲကအားခဲကြွေးကြော်လိုက်ပါတယ်ငယ်စဉ်ကတည်းကအဖေစီကနေတောင်ပေါ်ထွက်ကုန်တွေအကြောင်းတင်ယူခဲ့ရတာမို့တဘာဝမှုန်နက်တွေဘယ်မှာပေါက်လဲဆိုတာချင်းရှင်ကတေချာသိရှိနေပါတယ်။စိုက်မရတဲ့ဒီတောင်ကတုံးဟာတစ်ပင်6တွေတစ်ကိုင်း6တွေနဲ့တင်းငုတ်တွေပြည့်နေနေတာမို့မှုန်နက်တွေပေါက်ရောက်ဖို့အကောင်းဆုံးနေရာဖြစ်နေပါတယ်။ချင်းရှင်ဟာစိတ်လှုပ်ရှားစွာနဲ့နေရာတိုင်းကနေစုခူးလိုက်တာခဏလေးတွင်ချင်းတောင်ထက်ဝက်မကပြည့်သွားခဲ့ပါတယ်။ဒါပေမဲ့မိုးလဲပိုင်းရောက်တော့တစ်ပင်6တခုအနီးမှာမှုန်နက်စုခူးနေတော့ခြေထောက်အောက်ကမြေကြီးဟာခေါင်းပွားဖြစ်နေတာကိုမရည်ရွယ်ပဲမတိထားမိခဲ့ပါဘူး။ရုတ်တရက်ခြေချော်သွားပြီးတောင်ဆောင်တိုင်းပေတော်များများလှိမ့်ဆင်းသွားက6တွေ့နေတဲ့မြေပြင်ပေါ်အဆိုးရွားစွာပြုတ်ကျသွားခဲ့ပါတယ်။ခေါင်းဆောင်မိလို့မူးဝေနေတဲ့ခေါင်းကိုပုတ်တက်ရင်မောကြည့်လိုက်တော့အပင်တွေဖုံးကွယ်နေတဲ့နှက်ဆိုင်လာတဲ့တဘာဝလိုင်ကူတစ်ခုကိုတွေ့လိုက်ရပါတယ်။ကူအဝင်ဝဟာတစ်ပင်တစ်နွယ်တွေနဲ့လုံးဝဖုံးကွယ်နေတာမို့အပြင်ကနေကြည့်ရင်ဘလို့မှမမြင်နိုင်ဘူး။အိမ်မက်မဟုတ်မှန်းတေချာအောင်မိမိပါဇက်ကိုပြင်းပြင်းထန်ထန်ရိုက်လိုက်ပြီးစိတ်အေးအေးထားကရွှေချောင်းတစ်ခုကိုကိုက်ကြည့်လိုက်ရမှာရွှေစစ်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒီလိုကြွယ်ဝမှုကိုဘသူ့ကိုမှအတိပေးလို့မဖြစ်ပဲလျှို့ဝှက်ထားရမည်ဖြစ်ပါတယ်။ဒီရတနာတွေကိုပတ်စံပြောင်းရင်မြို့တဝက်စာမကဝယ်ယူလို့ရနိုင်ပြီးသတင်းပေါက်ကြားသွားပါကပတ်စံတင်မကပဲအသက်ပါဆုံးရှုံးနိုင်တာမို့ရွှေချောင်းကိုတင်းဆုပ်ကကလဲစားချေခြင်းတဲ့စိတ်တွေပုံမူပြင်းထန်လာခဲ့ပါတယ်။ကြောက်တာပင်းနဲ့ကြောက်ရှောင်ဟုန်တို့မိသားစုငါအပေါ်ကြွေးကြံတာတွေကိုအတိုးရောအရင်ပါတပြားမကြံပြန်လဲတောင်းယူမယ်လို့ချင်းရှင်ဟာကြွေးကြော်လိုက်ပါတယ်။ထို့နောက်ချင်းတောင်းတွေကမှုန်နက်တွေကိုခိတ္တဖယ်ထုတ်ကရွှေချောင်းဆယ်ချောင်းကိုချင်းတောင်းအောက်ခြေမှာထည့်လိုက်ပြီးအပေါ်ကနေမှုန်နက်တွေနဲ့လုံးဝဖုံးအုပ်လိုက်ပါ။တိမ့်ထားလိုက်ပါဟုဒေါသတကြီးပြောဆိုလိုက်ပါတယ်။စိုင်ပိုင်ရှင်ကပြပြတလက်တားမြစ်ကမိမိဟာမျက်စိမမြင်စကားအပြောအဆိုမတက်ခဲ့တာကြောင့်ခွင့်လွတ်ပါ။ရွှန်း68000ထိတိုးပေးပါမည်ဟုတောင်းပန်တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာချင်းရှင်ကမျက်လုံးမေးကပြုံးလိုက်ပြီးသဘောတူကြောင်းသို့တော့လက်ငင်းပတ်စံယွမ်9000ပေးရမည်ဖြစ်ပြီးကျန်တာကိုအရေးကြပေးချေရမည်ဟုပြန်လည်ပြောဆိုလိုက်ပါတယ်။
ခလုံးမထီခင်တနာရီကြာမှာတော့ချင်းရှင်းဟာလက်ငင်းရရှိလာတဲ့ငွေရန်9000နဲ့ဗန်စာအုပ်ကိုကိုင်ဆောင်ကဂျိန်းဆိုးလေယာ3 ကရိယာနဲ့ဆောက်လုပ်ရေးပစ္စည်းဈေးကြီးစီတနက်မတ်တွားရောက်ခဲ့ပါတယ်။ဆိုင်မန်နေဂျာစီကိုတွားရောက်ကဒီနေ့မှာတော့သူဟာရွေးချယ်ကြည့်ရှုနေတော့မှာမဟုတ်ပဲ210နှစ်ကြီးတကားတစ်စီးတုံးဖုံးကုန်တင်ကားတစ်စီးနဲ့တုံးဖုံးဟုံထော်လာကြီးတစ်စီးကိုချက်ချင်းဝယ်ယူမိဖြစ်ကြောင်းဗန်စာအုပ်ကိုပြတာကငွေထုတ်ယူပြီးကားများကိုချက်ချင်းမောင်းနှင်ထွက်ခွာမိဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ဆိုင်မန်နေဂျာကချင်းရှင်းကိုအယူတယောက်လိုတန်တရားစိတ်နဲ့ကြည့်ရှုခဲ့ပေမဲ့ဗန်စာအုပ်ထဲကငွေပမာဏကိုမြင်တွေ့သွားချိန်မှာတော့အံ့အားသင့်ကပါဆက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ချင်းရှင်းဟာကားရီတင်မကပဲမြို့ပေါ်ကအတော်ဆုံးဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့ကိုငှားရမ်းခဲ့တယ်လို့ဆောက်လုပ်ရေးပစ္စည်းကုန်ကား2စီးစာကိုပါဝယ်ယူခဲ့ပါတယ်။ဒီတစ်ခေါက်ရွာကိုပြန်တဲ့အချိန်မှာအိမ်တင်မကပဲလမ်းတွေနဲ့စက်ရုံတွေကိုပါတိစောက်မိဟုဆုံးဖြတ်ထားတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရွာပြင်လမ်းမပေါ်မှာစွန်းထဲနေယူကထော်လာကြီးကိုမောင်းနှင်ကားလူတစုနဲ့အတူမြို့နယ်စီဦးတီထွက်ခွာနေတာဖြစ်ပါတယ်။ကြောက်တာပင်းကစွန်းထဲနေယူကိုဖားရက secret မီးကြီးပေးရင်ကားကအတော်လေးကြီးကောင်းကြောင်းသူ့ကိုလည်းတစ်ခါတလေမောင်းနှင်ကြည့်ခွင့်ပေးဖို့ပြောဆိုလိုက်ပါတယ်။စွန်းထဲစပေးတစည်းတောင်ဝယ်ယူဖို့ခက်ခဲတဲ့ရွာတဲကိုပိုင်ရှင်တစ်စီးနှင်းလာတဲ့210နှစ်ကြီးကတုံးဖုံးဟုံထော်လာကြီးနဲ့ရွာ9000 6000တန်ကြီးရှိတဲ့တုံးဖုံးကုန်တင်ကားကြီးရောက်ရှိလာတာကိုမြင်တွေ့ကရွာသားတွေအားလုံးအံ့ဩမြင်တက်သွားကြပါတယ်။သူ့ကိုလေးစားစွာလမ်းဖယ်ပေးနေတဲ့စွန်းထဲနေယူကိုကြည့်ကချင်းရှင်းဟာပြုံးလိုက်ပြီးကြီးကားရဲ့မောင်းနှင်သူထိုင်ကုန်တကားကိုတွန်းဖွင့်ကထွက်ခွာလာခဲ့ပါတယ်။ဒါကိုမြင်တွေ့လိုက်ရတဲ့ကြောက်တာပင်းဟာပါဆက်အဟောင်းသားဖြစ်သွားခဲ့ပြီးကြောက်ရှောင်ဟုံကလည်းဒီလိုကားကောင်းကြီးဘလို့မောင်းနှင်လာတာလဲစွန်းထဲနေယူကထော်လာကြီးကိုမောင်းခွင့်ရှိပေမဲ့ချင်းရှင်းကဘာလို့ကြီးကားကိုမောင်းခွင့်ရတာလဲဒါချင်းရှင်းရဲ့ကားဟုတ်လို့လားသူထော်လာကြီးကိုတော့ကိုယ်တိုင်ဝယ်ယူထားတာဖြစ်ပြီးအခြားသူရဲ့ကားကိုစီးကကြွားဝါနေတာလားဟုဆွဲဆွဲလန်းလန်းအော်ဟစ်ပြောဆိုလိုက်ပါတယ်ချင်းရှင်းကသူ့ကိုဘာစကားမှမဆိုဘဲစိုက်ကြည့်လိုက်ပါတယ်ထို့နောက်စူဝေးရောက်ရှိနေကြတဲ့ဆက်စုစိတ်ရှိတဲ့ရွာသားတွေကိုလှည့်ကြည့်ကအနောက်မှာပါလာတဲ့ကုန်ကားကြီးတွေဟာအိမ်တွေနဲ့စက်ရုံတွေတိစောက်ဖို့ဆောက်လုပ်ရေးပစ္စည်းတွေတည်ဆောင်လာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ရွာသားတွေကဒါဟာမဖြစ်နိုင်ကြောင်းဒီလောက်ပတ်စံအမြောက်အများဘဲကရရှိတာလဲဟုမေးမြန်းကြတဲ့အခါချင်းရှင်းကခေါင်းတောင်လည်းမကြည့်ပဲအိတ်ထဲကပတ်စံထုတ်ကြီးကိုထုတ်ယူကအိမ်နဲ့စက်ရုံတိစောက်ရုံတင်မကပဲတောင်ပေါ်ကတစ်ငုတ်တူတွေပေါ်မှာပေါက်ရောက်နေတဲ့မှုနဲ့တွေကိုစုခုဖို့လုပ်သားတွေပါငှားရမ်းမိဖြစ်ကြောင်းတပေါင်းကိုရွမ်းနဲ့ရွက်ပေးမိဖြစ်တာကြောင့်ရွာထဲကလူတိုင်းလာရောက်လုတ်ကင်နိုင်ကြောင်းပြောဆိုလိုက်ပါတယ်1982ခုနှစ်လောက်ကဆင်းရဲတဲ့တောင်ပေါ်ရွာမှာလယ်သမားတယောက်ဟာတရက်ကိုတရွံ့တောင်မရှာနိုင်ကြပါဘူးအဲ့ဒီတောင်ကတုံးပေါ်မှာမှုနဲ့တွေပြည့်နှက်နေတာကိုအားလုံးသိရှိကြပါတယ်ချင်းရှင်းက10ရွန်တန်ဆက်ကူပတ်စံထုတ်ကြီးကိုကိုင်ဆောင်ကရွာဝင်းမှာတာမကတောင်ပေါ်ကတဘာဝမှုနဲ့6တန်ရှင်းပြီးမှုမတက်ပဲပျက်စီးခြင်းမရှိတဲ့မှုနဲ့ဆိုရင်တပေါင်းကို2ရွန်ပေးမိဖြစ်ကြောင်းလက်ငင်းပတ်စံချပေးမိဟုအာမခံပြောဆိုလိုက်တဲ့အခါရွာသားတွေအားလုံးတုံ့လောက်သွားကြပါတယ်ရွာသားတွေကတပေါင်းကို2ရွန်ဆိုတာဟာထုတ်လို့ရေးအဖွဲ့မှာ3ရက်စာလောက်ကန်ရတဲ့ဝင်ငွေနဲ့ညီမျှတာမှုချင်းရှင်းဟာအဟုတ်ပြောတာဟုတ်မဟုတ်စာနောက်နေတာမဟုတ်ပဲငွေစစ်ပေးမှာဟုတ်မဟုတ်အံ့ဩတကြီးပြောဆိုကြပါတယ်ချင်းရှင်းကသူ့စကားဟာဒီကြောင်းဒီနေ့ရောက်ရှိနေသူအားလုံးတက်တည်ပြောင်းဆောင်စီလှည့်ကလက်ရက်ခေါ်ယူလိုက်ပါတယ်ချင်းရှင်းကရွာဝင်လမ်းကနေတောင်ကတုံးအောက်ခြေထိ3မီတာကျယ်ဝန်းတဲ့ကြောက်စိမ့်လမ်းမကြီးကိုအရင်ဆုံးအလင်းအမြန်တိဆောက်ရမည်ဖြစ်ပြီး3ရက်အတွင်းရင်မျိုးစုံသွားလာလို့ရအောင်အပိသက်ဆောင်ရွက်ရမည်ဟုပြတ်သားစွာပြောဆိုလိုက်ပါတယ်ထို့ပြင်တောင်ကတုံးရဲ့တောင်ဘက်ရှုံစေးမြေထူထပ်သောလွင်ပြင်နေရာမှာအုပ်ဆက်ယုံတိဆောက်မည်ဟုဆောက်လုပ်ရေးကောင်းဆောင်ထံတိုးတိုးလေးအတိပေးပြောပြလိုက်တဲ့အခါဆောက်လုပ်ရေးအဖွဲ့ကောင်းဆောင်ကခေါင်းညိတ်ဦးမြုပ်ကချင်းရှင်းကိုစိတ်အေးအေးသာထားပါတမတ်အချိန်မီရောက်အောင်ပြီးစီးစေရမည်ဖြစ်ပြီးအရေးသွေးကလည်းအထူးကောင်းမွန်အောင်ဆောင်ရွက်ပေးမည်ဟုဂတိပေးပြောဆိုလိုက်ပါတယ်ထို့နောက်ချင်းရှင်းဟာမိမိရဲ့210နှစ်ကြီးဘက်ကားပေါ်သို့ပြန်လဲတက်ရောက်ကလီဘာကိုဖြည်းဖြည်းချင်းနင်းပြီးစိတ်လှုပ်ရှားရှင်လန်းနေကြတဲ့ရွာသားတွေနဲ့မျက်နှာပြပြဖြူဖြူနေကြတဲ့စွန်းထဲနေယူနဲ့ကြောက်တာပင်းတို့မိသားစုကိုနောက်ွယ်မှာကြံရစ်ခဲ့စေကရွာထဲသို့ချုံမောစွာမောင်းနှင်ဝင်ရောက်သွားခဲ့ပါတယ်နောက်ထပ်3ရက်တာကာလအတွင်းမှာတော့ရွာတရွာလုံးဟာမှုနဲ့စုခုရှာဖွေတဲ့စိတ်လှုပ်ရှားဖွယ်ရာလုပ်ငန်းခွင်ကြီးနည်းပညာတွေကိုအထူးသွားရောက်လေ့လာခဲ့ပြီးတဘာဝမှုနဲ့ရဲ့ကြီးထွားမှုပုံစံတွေကိုစနစ်တကျလေ့လာခဲ့ပါတယ်ထို့နောက်အခြားနေရာကနေအထူးဝယ်ယူခဲ့တဲ့စိုက်ပျိုးရေးနည်းပညာတွေနဲ့ပေါင်းဆက်ကရွာထဲကအမျိုးသမီးတွေနဲ့အသက်ကြီးသူတွေကိုတင် ကြားပေးပြီးလုပ်ငန်းကိုစတင်ခဲ့ပါတယ်ပထမဆုံးနေ့မှာချင်းရှင်းဟာအားလုံးကိုစိတ်ရှည်လက်ရှည်နမူနာပြသပေးခဲ့ပါတယ်အရွယ်ရောက်အန်တီတွေနဲ့အဖွားတွေဟာတစ်ပင်6တွေကိုအရွယ်စားတူအောင်လွှာနဲ့တိုက်ဖြတ်ပြီးအပေါက်ဖောက်ကမှုမျိုးစေ့ထည့်ပြီးတော့ရေငွေ့နဲ့အပူချိန်ကိုစနစ်တကျထိန်းချုပ်ထားတဲ့တဲအရိပ်အောက်မှာထားရှိခဲ့ကြပါတယ်မှုနက်တွေဟာတဘာဝမှုနက်ထက်3ဆမကပုံမူများပြားစွာပေါက်ရောက်လာခဲ့ပါတယ်လီရှန်ကလည်းအယံဝမ်းသာသွားပြီးဒီနီလန်ကတကယ်ထိရောက်ရင်မိုးလေဝသကိုကြည့်စရာမလိုတော့ပဲနေတိုင်းပတ်စံတွေရတော့မယ်လို့ဝမ်းသာအားရမေးမြန်းခဲ့ပါတယ်စိုက်ပျိုးရေးစခန်းမှာတစ်နှစ်ပတ်လုံးမှုနက်ခုဆွတ်ခြင်းအချောက်ခံခြင်းနဲ့ထုတ်ပိုးခြင်းအလုပ်ကင်ပေါင်း30ကျော်ရှိလာခဲ့ပါတယ်ရွာသားတွေအလှည့်ကျလုပ်ကင်ကြပြီးနေ့စဉ်ဝင်ငွေရရှိအောင်ဆောင်ရွက်ပေးခဲ့ပါတယ်မကြာမီမှာပဲစိုက်ပျိုးရေးစခန်းဟာလမ်းကြောင်းမှန်ပေါ်ရောက်ရှိလာခဲ့ပြီးမှုနက်တွေတန်ဆွမ်းစွာပေါက်ရောက်လာတာကြောင့်ရွာသားတွေရဲ့အိတ်ကက်တွေဟာပုံမပြည့်နှက်လာခဲ့ပါတယ်အုပ်ဆက်ယုံနဲ့စိုက်ပျိုးရေးစခန်းအဆင်ပြေနေတာကိုမြင်တော့ချင်းရှင်းဟာရွာရဲ့အခြေခံအဆောက်အုံတွေကိုအဆင့်မြင့်တင်ဖို့လှုံ့ဆော်ခဲ့ပါတယ်။ဆောက်လုပ်ရေးအဖွဲ့ကောင်းဆောင်ကိုရွာဝင်ကနေဟွန်ရှန်အထိတဲလန်းတိဆောက်ဖို့လမ်းညွှန်ခဲ့ပြီးမြို့နယ်စီသွားတဲ့လမ်းမကြီးကိုလည်းကြောက်စိမ့်ခင်းကာမော်တော်ကားတွေအဆင်ပြေစွာသွားလာနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဆောက်လုပ်ရေးကောင်းဆောင်ကလည်းအချိန်မီအရေးသွေးမှန်ပြီးစီအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ထို့နောက်ချင်းရှင်းကရွာသူကြီးကိုရွာရဲ့ရေရှားပါမှုကိုဖြည့်ရှင်းဖို့ရေတွင်းနဲ့တတွင်းတူးပေးမဲ့အပြင်ရွာဝင်ကအုပ်ဆက်ယုံနဲ့မွေးမြူရေးခြံမှာမိတိုင်တွေတက်ဆင်ပေးမယ်လို့ပြောခဲ့ပါတယ်။အခုတော့ဒေဝါလီခံလိုက်ရပြီငါတကယ်ကိုမျက်စိကန်းလို့မင်းနဲ့ယူလိုက်မိတာလို့ညီတော်ပြောဆိုလိုက်ပါတယ်ဒီစကားကစန်တီနူရဲ့အနာပေါ်စားထုတလို့ဖြစ်သွားပြီးသူ့မျက်လုံးတွေနီးရဲလာကစောင်းရှောင်ဟုံကိုတွန်းလဲပြီးခွေးမမင်းကများပြန်ပြောရဲတယ်ဆိုပြီးမညာမတာကန်ကြောက်ပါတော့တယ်မင်းအစဉ်ပြေတဲ့ဘဝကိုလိုချင်ခဲ့တာမဟုတ်ဘူးလားငါဒေဝါလီခံရတော့မင်းလည်းတက်တာမှမဟုတ်ဘူးလို့ပြောတော့စောင်းရှောင်ဟုံကနာကျင်စွာနဲ့သူ့ခြေထောက်ကိုဖက်ပြီးငါမှားသွားပါတယ်မရိုက်ပါနဲ့တော့ငါကမင်းရဲ့တရားဝင်မိမ့်မပါလို့ငိုယိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့စန်တီနူကသူ့ကိုတွန်းထုတ်ပြီးတရွေးထွေးကအခုမှတောင်းပန်တတ်တာလားအရင်ကမင်းမိသားစုတင်တောင်းငွေရတော့ငါပျော်နေပြီးငါမှပတ်စံရှိတော့ငါတွေ့ကပ်နေခဲ့တာမဟုတ်ဘူးလားလို့ယွန်ရှာစွာပြောခဲ့ပါတယ်
အခုငါဒုက္ခရောက်တော့မိမိသားစုတစ်ခုလုံးအတုံးမကြတော့ဘူးလို့ဆက်ပြောပြီးဆောင်းရှောင်ဟုံရဲ့လက်မောင်းကိုဆွဲကာအိမ်ပြင်ကိုမညာမတာနှင်ထုတ်လိုက်ပါတယ်။ဘာမှမဝတ်ထားပဲအင်ကြီးအဟောင်းလေးနဲ့ရွာလမ်းပေါ်ရောက်သွားတဲ့ဆောင်းရှောင်ဟုံဟာအေးဆက်တဲ့တောင်တွေကြောင့်တုံရင်နေပြီးတကားကိုခောက်ကငိုယိုတောင်းပန်ပေမဲ့စန်တီမျိုးကတကားပိတ်ထားခဲ့ပါတယ်။တကောင်းမိဖြစ်သူကိုမြင်ပြီးဝမ်းနဲ့ပူဆွေးခဲ့ရပါတယ်။ဒါပေမဲ့သူတို့အိမ်ကလည်းမွဲတေနေတာကြောင့်နှွေးထွေးတဲ့စီးစိမ်မပေးနိုင်ပဲ၃ယောက်သားဖက်ငူနေခဲ့ကြရတာပါ။ဆောင်းနာပင်ကသူ့မျက်နှာသူရိုက်ပြီးငါအမားတွေပါ။ငါလောဘကြီးလို့မင်းနဲ့ချင်းရှင်ရဲ့မင်္ဂလာပွဲကိုဖျက်ဆီးခဲ့တာပါအခုချင်းရှင်ကစက်ယုံပိုင်ရှင်ဖြစ်နေပြီမင်းသားသူ့ကိုယူခဲ့ရင်အခုလိုဖြစ်မိတဲ့တထေးမလေးဖြစ်နေမှာဒီလိုအနှိမ့်ဆက်ခံရမှာမဟုတ်ဘူးလို့နောက်တရားစွာပြောခဲ့ပါတယ်ဆောင်းရှောင်ဟုံးကလည်းရှူရှိုက်ရင်အဖေနဲ့အမေငါမှားသွားမှန်းသိပါပြီချင်းရှင်ကိုဆင်းရဲတယ်ဆိုပြီးမထက်မဲ့မြင်မလုပ်ခဲ့တင်ဘူးစန်တီနူးနဲ့ပေါင်းပြီးသူ့ကိုအဆက်မခွဲခဲ့တင်ဘူးအခုချင်းရှင်စီသွားပြီးဥချတောင်းပန်ရအောင်ငါတို့လွတ်မြောက်ဖို့လမ်းစာပေးရင်ဘာအလုပ်မဆိုလုပ်ပါမယ်လို့တနာစာပွဲပြောလိုက်တာကြောင့်မိဘတွေလည်းခေါင်းငိတ်လက်ခံလိုက်ကြပါတယ်နောက်တနေ့မနက်မှာတော့စောင်းမိသားစု၃ယောက်ဟာတက်တက်ရရဝစ်စင်ပြီးခေါင်းငိုက်ဆိုင်ချလျက်ကြောက်ရွံ့စွာနဲ့ချင်းရှင်ရဲ့အိမ်တကားဝတ်စီရောက်လာခဲ့ကြပါတယ်ဒီအချိန်မှာချင်းရှင်ဟာအုပ်ဆက်ယုံနဲ့မွေးမြူရေးစခန်းတာဝန်ရှိသူတွေနဲ့အတူနောက်ထပ်ထုတ်လုပ်မှုစီမံကိန်းတွေအတွက်ခြံထဲမှာအစည်းအဝေးလုပ်နေခဲ့တာပါခြံထဲမှာလူတွေဝင်ထွက်သွားလာရင်လှုပ်ရှားရုန်းကန်နေကြတဲ့စီကားတဲ့မြင်ကွင်းဖြစ်ပေါ်နေပေမဲ့စောင်းမိသားစု၃ယောက်ကတော့အထဲကိုမဝင်ရဲပဲတကားဝမှာတဲ့အတန်တိတ်ဆောင်းနေကြည့်နေခဲ့ကြပါတယ်တကားဝကရွာသားတွေကသူတို့ကိုမြင်တော့မျက်နှာပြတ်သွားကြပြီးဘာလာလုပ်တာလဲဘော့ချင်းကအလုရှုံနေလို့မင်းတို့ကိုတွေ့ဖို့အချိန်မရှိဘူးဘော့ချင်းကိုအဆက်ခွဲတုန်းကဘာလို့စဉ်းစားမထားတာလဲအခုမှနောက်တရလည်းနောက်ကျသွားပြီလို့ငေါငန်းလိုက်ကြပါတယ်။ဆောင်းမိသားစု၃ယောက်လည်းမျက်နှာတွေဖြူဖြော့သွားခဲ့ရပါတယ်။ဆောင်းနာပင်ဟာတက်တိမွေးပြီးရှေ့တိုးကချင်းရှင်ကိုအယိုသေးပေးလိုက်ရင်ဘော့ချင်းငါတို့မိသားစုတစ်ခုလုံးမှားသွားမှန်းသိပါပြီ။ငါတို့မျက်စိကမ်းပြီးကျေးဇူးကမ်းခဲ့ပါတယ်။မင်းနဲ့မင်းအဖေကိုအကြီးအကျယ်တောင်းပန်ပါတယ်။ငါတို့ကိုတနာတော့ကထားပြီးလွတ်မြောက်ရာလမ်းစလေးပေးပါလို့တောင်းပန်ခဲ့ပါတယ်။ချင်းရှင်ကမျက်လုံးမြင့်ကြည့်လိုက်ပြီးမိသားစု၃ယောက်ကိုအေးဆက်စွာကြည့်ရှုလိုက်ပါတယ်။ဆောင်းရှောင်ဟုံရဲ့ဒဏ်ရာရနေတဲ့မျက်နှာပေါ်မှာအကြည့်ကခဏရက်တန့်သွားပြီးနှက်ခမ်းတောက်မှာအေးဆက်တဲ့လောင်ပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။ဆောင်းရှောင်ဟုံဟာချင်းရှင်ရဲ့အကြည့်အောက်မှာတုံရင်သွားပြီးဒူးထောက်ကြကငိုယိုလေးရဲ့မင်းကိုဆင်းရဲတယ်ဆိုပြီးအထင်မသေးခဲ့တင်ဘူး။စွန်းထဲနေယူနဲ့ပေါင်းပြီးအဆက်မခွဲခဲ့တင်ဘူး။မင်းဘေးမှာနေပါရစေအဝိရှော်ထမင်းချက်အိမ်အလုပ်မှန်သမျှအကုန်လုပ်ပေးပါမယ်လို့တောင်းပန်ခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်ကအလုပ်သမားတွေနဲ့ရွာသားတွေကလည်းသူတို့ကိုဆက်ဆုပ်စွာနဲ့ဝိုင်းဝန်းကဲ့ရဲ့နေကြပါတယ်။ချင်းရှင်ကမတ်တက်ထရက်လိုက်ပြီးဒူးထောက်နေတဲ့၃ယောက်စီအေးဆက်စွာရှောက်သွားကဆောင်းနာပင်ကငါရဲ့တင်တောင်းငွေရွမ်300ကိုမျက်နှာပေါ်ပစ်ပေါက်ပြီးဆင်းရဲသားလို့ဆဲဆိုတော့ကဒါတွေကိုစဉ်းစားခဲ့ရလား။ဆောင်းရှောင်ဟုံကစွန်းထဲနေယူရဲ့ထရက်တာပေါ်ကနေတွေးထွေးပြီးဆင်းရဲသားထက်မရပါသူကိုပဲယူမယ်လို့ပြောတော့ကရောစဉ်းစားခဲ့ရလားလို့မေးလိုက်ရဆောင်းနာပင်ရဲ့ခေါင်းဟာပုံမငိုက်ဆိုင်ကျသွားပြီးဆောင်းရှောင်ဟုံရဲ့ငိုတန်ကလည်းပုံမကျဲလောင်လာခဲ့ပါတယ်။ချင်းရှင်ကတနာညာတာမှုလုံးဝမရှိပဲလှောင်ပြုံးလိုက်ပြီးအုပ်ဆက်ယုံနောက်ဖက်မှာမိလာကန်တစ်ခုရှိကြောင်းမိလာတဲပြီးတန်ရှင်းရေးလုပ်ဖို့လူလိုနေကတရက်ကို90ပြားရမည်ဖြစ်ကြောင်းလှုပ်ချင်ရင်လှုပ်မလှုပ်ချင်ရင်ထွက်သွားပြီးငါလမ်းကိုလာမပိတ်နဲ့လို့ပြောလိုက်ပါတယ်အရင်ကဆိုရင်တရက်90ပြားရတဲ့မိလာတဲတဲ့အလုပ်ကိုစောင်းမိသားစုကလှည့်ပင်ကြည့်မိမဟုတ်ပေမဲ့အခုတော့အသက်ရှင်ဖို့အတွက်တွားကြိတ်ပြီးလက်ခံခဲ့ရပါတယ်စောင်းတာဘင်းကထမင်းစားရရင်ဘာအလုပ်မဆိုလုပ်ပါမယ်လို့တွားကြိတ်ခေါင်းညစ်ခဲ့ပြီးစောင်းရှောင်ဟုံကလည်းကျမ်းပြင်ပေါ်ပြိုလဲငိုကြွေးနေခဲ့ပေမဲ့မငင်းဆန်ရဲခဲ့ပါဘူးချင်းရှင်ကလက်ဝဲရမ်းပြပြီးမိလာကန်စီခေါ်သွားဖို့အလုပ်သမားတွေကိုခိုင်းစေခဲ့ကဒီနေ့ကစပြီးနက်နက်မိုးလင်းတာနဲ့အလုပ်လာလုပ်ဖို့အလုံးမပြီးရင်မပြန်ရကြောင်းနဲ့ဒါဟာချင်းရှင်တို့မိသားစုကိုသူတို့ပြန်ဆက်ရမည့်အကျွေးဖြစ်ကြောင်းပြောလိုက်ပါတယ်။အောင်ကတုံးဆိုတာယတနာတိုက်ဆိုတာကိုအခုတော့အမှန်တကယ်ပြုလုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ခံခဲ့ရသမျှအဆက်ခွဲမှုတွေကိုလည်းဆယ်ဆပြန်လည်လက်စားချနိုင်ခဲ့ပြီဖြစ်ပါတယ်။1982ခုနှစ်မှာရွာတရွာလုံးအထင်သေးခဲ့တဲ့ဒီတောင်ကတုံးဟာချင်းရှင်ရဲ့အံ့ဩဖွယ်ရာအောင်မြင်မှုဖြစ်လာခဲ့ပြီးနေအောင်ကြီးကတောင်ကတုံးနဲ့ရွာတရွာလုံးအပြင်အနာဂတ်လမ်းကြောင်းကိုပါလင်းလက်တောက်ပါစေခဲ့ပါတော့တယ်။ချင်းရှင်ရဲ့နေရာကိုမိရှုဖျက်ဆီးပြီးသူ့လိုပဲအရာအလုံးဆုံးရှုံးသွားအောင်လုပ်ပြမယ်လို့အော်ဟစ်ကျင်းဝါနေတာပါကျွန်တော်ကတော့အယူကျင်အောင်ဆောင်နေတဲ့စန်းချမ်းညိုကိုဘာကယူနာမှမပါတဲ့အေးဆက်ဆက်မျက်လုံးတွေနဲ့ပဲကြည့်လိုက်ပါတယ်စန်းချမ်းညိုရဲ့စီးပွားရေးပျက်စီးခဲ့ရတာဟာသူ့ရဲ့ကျွမ်းကျင်မှုမရှိတာနဲ့အရေးသွေးနှိပ်ပစ္စည်းတွေကိုတုံးခဲ့တာကြောင့်ဖြစ်ကြောင်းခုတော့မကောင်းတဲ့စိတ်ဓာတ်နဲ့မိရှုဖို့ကြိုးစားပြီးဥပဒေကိုဖောက်ဖျက်ခဲ့တာမျိုးဘယ်သူမှနာကျင်နိုင်တော့မှာမဟုတ်ဘူးလို့သူ့ကိုပြောလိုက်ပါတယ်ပြီးတော့ရွာသားတွေကိုမနက်မိုးလင်းရင်ကွန်မြူနတီတင်မောစိတ်ကရဲစခန်းစီခေါ်သွားရအောင်ဒီလူကိုတေချာစောင့်ကြည့်ထားကြဖို့ချက်ချင်းပြောလိုက်တာပါရွာသားတွေလည်းတက်ကြွစွာပဲအဲ့ဒီမကောင်းဆိုးဝါလူယုံမာကိုတေချာကိုင်းလို့မရအောင်ချုပ်ထားကြပြီးဘယ်သူမှလည်းမတနာကြပါဘူးမနက်မိုးလင်းတာနဲ့ကျွန်တော်ကိုယ်တိုင်ရွာသားတွေကိုဥဆောင်ပြီးစန်းချမ်းညိုကိုကွန်မြူနတီရဲစခန်းစီခေါ်သွားခဲ့ပါတယ်စစ်ဆေးမေးမြန်းပြီးတဲ့အခါရဲရရှိတွေကစန်းချမ်းညိုရဲ့မိရှုဖို့ကြိုးပမ်းမှုစူပေါင်းထုတ်လုပ်ရေးကိုမကောင်းတဲ့စိတ်နဲ့ဖျက်ဆီးမှုနဲ့အကျွေးနုံနေမှုအပါအဝင်ပြစ်မှုပေါင်းများစွာကိုထည့်သွင်းစဉ်းစားပြီးချက်ချင်းဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူ့ရဲ့လုပ်ရက်တွေကပြင်းထန်လွန်းတာကြောင့်ဥပဒေအရအလုပ်စခန်းကိုပို့ဆောင်ဖို့ပြစ်ဒဏ်ချမှတ်လိုက်တာပါစန်းချမ်းညိုဟာသူ့ရဲ့မကောင်းတဲ့လုပ်ရက်တွေအတွက်နောက်ဆုံးတော့ပေးဆက်လိုက်ရပြီဖြစ်ပါတယ်ဒီသတင်းရောင်ကျကျနဲ့ပြောလိုက်ပါတယ်အိမ်တိုင်းအပေါ်ဝင်ငွေရနိုင်တာပေါ့လို့ရွာသားပါကြီးလီကပြုံးရွှင်တဲ့မျက်နှာနဲ့ပြန်ပြောလိုက်ပါတယ်စင်းစီရဲ့နီလန်းကတကယ်စိတ်ချရကြောင်းမြေလွတ်တွေပေါ်မှာလေယာမြေမပြုံးပဲကြက်မွေးပြီးပတ်စံပူရနိုင်ကြောင်းစင်းစီရှိလို့နေ့တိုင်းမျောလင်းချက်ရှိကြောင်းပါကြီးလီကပြောတာပါရွာလူကြီးကလည်းတောင်တစ်ခုလုံးလွှမ်းခြုံနေတဲ့ကြက်တွေကိုရောစက်ယုံကစီကားနေတာကိုပါကြည့်ပြီးကျွန်တော်လက်ကိုစိတ်လှုပ်ရှားစွာကင်လိုက်ပါတယ်ရွာအတွက်ဝမ်းစာရှာတဲ့နီလန်းတွေအများကြီးရှာပေးခဲ့တာပဲလို့ရွာလူကြီးကဥဒန်းပြုလိုက်ပြီးတို့ရွာဟာတသက်နဲ့တကူဒီလောက်မဖွံ့ဖြိုးဘူးလို့ဆိုလိုက်ပါတော့တယ်ရွာလမ်းတွေကိုကတ္တရာလမ်းကျယ်ကြီးတွေဖြစ်ပြန်လဲအဆင့်မြင့်တင်ဖို့ကုန်ကြစည်အားလုံးကိုအကုန်ကြခံလူတန်းခဲ့တာပါအခုဆိုရင်အုပ်တွေကြွေပြားတွေနဲ့မြေကော်ဆက်တွေတည်ယူဖို့ကုန်ကားကြီးတွေအပြန်လန်သွားလာနေကြလို့တည်ယူပို့ဆောင်ရေးဟာအရင်ကထက်အများကြီးပိုမြန်ဆန်လာခဲ့တာဖြစ်ပါတယ်တစ်ချိန်ကဆင်းရဲနွမ်းပါးပြီးရိုးရင်းပျက်စီးနေခဲ့တဲ့တောင်ပေါ်ရွာလေးဟာအခုတော့ခရိုင်တစ်ခုလုံးမှာလူသိများတဲ့ချမ်းသာတဲ့စံပြရွာလေးဖြစ်လာခဲ့ပြီးလာရောက်လေ့လာကြသူတွေနဲ့နေတိုင်းစီကားနေခြင်းရဲ့စီးပွားရေးလှုပ်ဆောင်နိုင်စွမ်းနဲ့ရွာသူရွာသားတွေကိုကြွယ်ဝချမ်းသာအောင်ဥဆောင်ပေးနိုင်တဲ့စိတ်ဓာတ်ဟာခရိုင်တစ်ခုလုံးအတူယူစရာစံပြပဲလို့ပြောကြတာပါဒါအပြင်အဖွဲ့အစည်းဘက်ကလည်းအပြည့်အဝကူညီသွားမှာမို့လိုအပ်တာရှိရင်မဆိုင်မတော့ပြောနိုင်တယ်လို့လည်းစေတနာပါပါနဲ့ဆိုကြပါတယ်
ဒါနဲ့ရွာသူရွာသားတွေကိုပိုကောင်းတဲ့ဘဝမျိုးရရှိစေခြင်းနဲ့ဆန္ဒပဲရှိတာမို့ခေါင်းဆောင်တွေရဲ့အတိမတ်ပြုမှုကိုစိတ်ထဲကနေလှိုက်လိုက်လဲကျေးဇူးတင်ကြောင်းနဲ့သူတို့ရဲ့မျှော်လင့်ချက်ကိုလက်လွတ်မခံပါဘူးလို့ပြန်ပြောခဲ့တာပါဒီလိုနဲ့စီးပွားရေးတွေတိုးတက်လာပြီးလူသိများတဲ့စီးပွားရေးခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပေမဲ့ညဘက်ငြိမ်သက်ချိန်တွေဆိုရင်ခရိုင်ကိုတောင်တွေကရွှေတုံးတွေရွှေထဲရတနာတွေနဲ့ကြောက်စိမ့်ဆွဲသီးတွေကိုပဲအမြဲတမ်းစိတ်ထဲရောက်နေမိပါတယ်ဒါတွေကိုတောထဲကလှိုင်းကူတစ်ခုထဲမှာမတော်တဆတွေ့ရှိခဲ့တာဖြစ်ပြီးကန်တရားကြောင့်တွေ့ခဲ့ရတာဆိုပေမဲ့စိတ်ထဲမှာတော့အမြဲတမ်းလေးလံနေခဲ့ရတာပါဒီပစ္စည်းတွေဟာရှေးမင်းဆက်တွေလက်ထက်ကလေးကကြံရစ်ခဲ့တဲ့နိုင်ငံပိုင်ပစ္စည်းတွေဖြစ်လို့ကိုယ်ပိုင်ဖြစ်သိမ်းဆည်းထားလို့မရဘူးဆိုတာကိုတေချာသိနေခဲ့ပါတယ်အဖေကလည်းဆရာဝန်တယောက်ဖြစ်တယ်လို့ရိုးသားဖြောင့်မတ်ပြီးမတရားတဲ့စီးပွားဥစ္စာကိုဘယ်တော့မှမလိုချင်ခဲ့တယ်လို့ကိုယ်နဲ့မဆိုင်တဲ့ပြားစေးတစ်စိတ်ကိုမှမယူဖို့နဲ့ဥပဒေကိုလေးစားလိုက်နာဖို့အမြဲဆုံးမလေးရှိတာပါအခုဆိုရင်ကိုယ်ပိုင်လက်နဲ့အုပ်ဆက်ယုံနဲ့ကြက်ချံကိုထူထောင်ပြီးရွာသူရွာသားတွေကိုစောင့်ဝတ်နေရအတွက်ပူစရာမလိုဘေးချမ်းသာအောင်ဥဆောင်ပေးနိုင်ခဲ့ပြီးမှုစိတ်သက်သက်နဲ့ပဲနေချင်ပြီးဒီဘန်နာတွေကိုဘယ်တော့မှအမျက်မထုတ်ချင်ခဲ့ပါဘူးရှေးဟောင်းပစ္စည်းတွေကိုတီးတန့်သိမ်းထားတာဟာကိုယ်လိပ်ပြကိုမလုံတာအပြင်နိုင်ငံတော်ဥပဒေကိုပါချိုးဖောက်ရာရောက်နေတာပါဒီပစ္စည်းတွေကိုနိုင်ငံတော်ထံပြန်အပ်မှသာစနစ်တကျကာကွယ်နိုင်မှာဖြစ်တယ်လို့အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအကျိုးပြုနိုင်မှာဖြစ်ပါတယ်ခြံဝင်းထဲမှာထိုင်ပြီးညကောင်းကင်ကြီးကိုမော့ကြည့်ရင်စိတ်သက်တွေပုံမခိုင်မာလာခဲ့ပါတယ်ဒီဘန်နာဥစ္စာမှန်သမျှကိုနိုင်ငံတော်ထံအကျွမ်းမဲ့လွှဲပြောင်းပေးရမယ်လို့ဆုံးဖြတ်လိုက်တဲ့ခဏမှာပဲစိတ်ကိုဖိစီးနေသမျှလေးလံမှုတွေအားလုံးဟာရုတ်တရက်ပြောက်ကွယ်သွားပြီးဒါမှမဟုတ်စခန်းမှာအခက်အခဲများရှိသလားမေးမြန်းပြီးအဖွဲ့အစည်းကအပြည့်အဝကူညီပေးမယ်လို့ပြောခဲ့ပါတယ်သူကတော့ခေါင်းခါပြပြီးလွန်စွာတည်ငြိမ်တဲ့မျက်နှာထားနဲ့အတန်ကိုနှိမ့်ကဒီနေ့လာတာကိုရေးကိုတာကိစ္စအတွက်မဟုတ်ပဲအမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ဆိုင်တဲ့လွန်စွာအရေးကြီးတဲ့ကိစ္စတစ်ခုကိုအဖွဲ့အစည်းထံသတင်းပို့ဖို့လာတာပါလို့ပြောခဲ့ပါတယ်အတွင်းရေးမှူးဝန်ကစကားကိုအလေးနဲ့ထားတာမြင်တော့ပြုံးနေတာကိုချက်ချင်းရက်လိုက်ပြီးမတ်ထိုင်ကရဲဘော်ချင်းချင်းအေးအေးဆေးဆေးပြောပါဘာပဲဖြစ်ဖြစ်အဖွဲ့အစည်းကနားထောင်နေပါတယ်လို့ပြန်ပြောခဲ့ပါတယ်သူကစကားတစ်လုံးချင်းစီကိုရှင်းရှင်းလင်းလင်းပြောပြခဲ့ရမှာအရင်ကသူတို့ရွာနောက်ဘက်ကတောင်ကတုံးပေါ်မှာတဘာဝလိုင်ကူတစ်ခုကိုမတော်တဆတွေ့ရှိခဲ့ကြောင်းအဲ့ဒီထဲမှာရှေးမင်းဆက်တစ်ခုကကြံရစ်ခဲ့တဲ့ရွှေတုံးတွေရွှေထဲငွေထဲအစင်တန်စာတွေကြောက်စိမ့်ဆွဲသီးတွေကြောက်စိမ့်လက်စွပ်တွေအိုးဟောင်းတွေနဲ့တခြားယဉ်ကျေးမှုအမွေအနှစ်မြောက်များစွာပါဝင်ကြောင်းပြောပြခဲ့ပါတယ်ဒါတွေဟာတန်ဖိုးရှိတဲ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တာကြောင့်တွေ့ရှိကြတဲ့ကမြို့နယ်တွေကလှို့ဝှက်ကိုတောင်တစ်ခုမှာစနစ်တကျထိန်းသိမ်းထားခဲ့ပြီးတပြားမှမထိခိုက်ခဲ့ကြောင်းဒီနေ့တော့အဖွဲ့အစည်းကိုသတင်းပို့ပြီးလာရောက်လွှဲပြောင်းယူဖို့မြစ်တာရက်ခံရန်တည်တက်လာခဲ့တာဖြစ်ကရတနာအားလုံးကိုနိုင်ငံတော်ထံအခမဲ့လွှဲပြောင်းပေးခြင်းတယ်လို့ပြောခဲ့ပါတယ်ဒါကိုကြားတော့အတွင်းရေးမှူးဝန်ကထိုင်ကုန်ကနေရုတ်တရက်ထားရက်လိုက်ပြီးမျက်လုံးတွေပြူးကျသွားကရဲဘော်ချင်းပြောတာတကယ်ပဲလားလို့အံ့ဩစွာမေးခဲ့ပါတယ်လောဘမဖက်ပဲအမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေကိုလှူဒန်းခြင်းနဲ့စိတ်သက်ဟာအလွန်လေးစားဖို့ကောင်းတယ်လို့လည်းချီးကျူးခဲ့ပါတယ်သူကလက်ကိုချက်ချင်းဝေးရမ်းပြပြီးလှုပ်တင်တာကိုလှုပ်တာပါလို့ပြောခဲ့ပါတယ်အထမရယူထားတဲ့ပစ္စည်းတွေကိုလက်မခံဖို့နဲ့နိုင်ငံတော်ပိုင်ဆိုင်မှုကိုနိုင်ငံတော်ထံပြန်ပေးရမယ်လို့ငယ်စဉ်ကတည်းကအဖေကဆုံးမခဲ့ကြောင်းပြန်ပြောပြခဲ့ပါတယ်အတွင်းရေးမှူးဝန်ကစိတ်လှုပ်ရှားစွာနဲ့သူ့လက်ကိုဆုပ်ကိုင်ပြီးချီးကျူးခဲ့ကဒီအဖြစ်အပျက်ကိုမြို့နယ်စီချက်ချင်းဖုန်းဆက်သတင်းပို့ပြီးယဉ်ကျေးမှုအမွေအနှစ်ဘျူရိုနဲ့ရဲရရှိတွေကိုချက်ချင်းစေလွှတ်ခိုင်းမယ်လို့ပြောခဲ့ပါတယ်၃နာရီပင်မပြည့်သေးသောအချိန်တွင်းမှာမြို့နယ်ယဉ်ကျေးမှုအမွေအနှစ်ကျွမ်းကျင်သူတွေနဲ့ရဲရရှိတွေကားနဲ့ရောက်ရှိလာခဲ့ပါတယ်သူကိုယ်တိုင်ချစ်ကားကိုရှေ့ကမောင်းပြီးမြို့နယ်ရှေးဟောင်းပစ္စည်းလမ်းကြားကလှို့ဝှက်ကိုတောင်စီခေါ်ဆောင်သွားခဲ့ပါတယ်ကိုတောင်တကားပွင့်သွားပြီးဖုံပေနေတဲ့ရတနာတစ်တာတွေကိုမြင်မိုင်းဝင်တန်ဖိုးနဲ့စီးပွားရေးတန်ဖိုးမြင့်မားကရွန်တသိန်းကျော်တန်ဖိုးရှိကြောင်းအတည်ပြုခဲ့ကြပါတယ်ကျွမ်းကျင်သူလီကစိတ်လှုပ်ရှားစွာလက်ဆွဲနှုတ်ဆက်ပြီးရဲဘော်ချင်းချင်းရဲ့လုပ်ရဟာလူ့အဖွဲ့အစည်းအတွက်စံနမူနာကောင်းဖြစ်တာကြောင့်ဂုဏ်ပြုစုတောင်းခံပေးမယ်လို့ပြောခဲ့ရာသူကပြုံးပြီးစုမလို့ခြင်းကြောင့်နိုင်ငံတော်ကစနစ်တကျထိမ့်သိမ်းပေးရင်ကျေနပ်ပါပြီလို့ပြန်ပြောခဲ့ပါတယ်ရဲရရှိများကလည်းတာတုခေါ်ကအမွေနှစ်လွှဲပြကျွန်တော်ကိုမကောင်းမှုဆောင်ပြီးကောင်းမှုဆောင်ဖို့နဲ့ရိုးသားဖို့တင်ကြခဲ့တယ်ကျွန်တော်ဟာပြုလုပ်တင်တာကိုပဲပြုလုပ်ခဲ့တာပါနောက်မှလည်းရွာကိုပုံမချမ်းသာအောင်ဥဆောင်သွားမယ်လို့ပြန်လည်းပြောကြားခဲ့ပါတယ်ခရိုင်ဥက္ကဋ္ဌကသဘောကျစွာခေါင်းညှိပြီးရဲဘော်ချင်းချင်းရဲ့အုပ်ဆက်ယုံနဲ့ကြက်မွေးမြူရေးစခန်းဟာခရိုင်ရဲ့စံပြလုပ်ငန်းတွေဖြစ်တာကြောင့်တိုးချဲ့ဖို့အပြည့်အဝကူညီသွားမယ်လို့ဆိုခဲ့တာပါစုပေးပွဲပြီးတဲ့အခါရွာသားတွေကကျွန်တော်အိမ်ထိဝိုင်းရံပို့ဆောင်ပေးကြပြီးအိမ်တိုင်းကကြက်ဥတွေကောက်နှံတွေနဲ့တနက်တွေကိုအတင်းပေးအပ်ခဲ့ကြပါတယ်တထေးချင်းဟာကျွန်တော်တို့ရွာရဲ့ဂုဏ်ယူစရာပါခင်းများနဲ့အလုပ်လုပ်ရတာစိတ်အေးရပါတယ်လို့ပြောဆိုကြတာပါနာရီနှဲငယ်ကြာပြီးနောက်ခရိုင်တမဝါရမအဖွဲ့ချုပ်ဥက္ကဋ္ဌဟာစာချုပ်ကြီးကိုကိုယ်တိုင်ကိုင်ဆောင်ကပြုံးရွှင်စွာရောက်ရှိလာပြီးတထေးချင်းရဲ့ကြက်ဥနဲ့ကြက်သားတွေဟာအလွန်အရေးသွေးကောင်းမွန်တာကြောင့်ခရိုင်ဆိုးရစားတောက်ဆိုင်တွေကရေရှည်အော်ရာမာယူလိုကြောင်းနဲ့အုပ်တွေကိုလည်းခရိုင်ရဲ့အခြေခံအဆောက်အုံစီမံကိန်းတွေမှာဦးစားပေးဝယ်ယူမယ်လို့ပြောဆိုခဲ့ပါတယ်ကျွန်တော်လည်းစာချုပ်ကိုကိုယ်တိုင်ကိုင်ဆောင်ရင်းအရေးသွေးကိုပုံမကောင်းမွန်အောင်လှုပ်ရှားကျွန်တော်ကိုတွေ့တာနဲ့ကောင်းတော့တုံ့လှုပ်သွားကြပြီးအသက်ပင်ပြင်းပြင်းမရှူရဲပဲတောင်းပန်စကားတခွန်းမှမပြောကျွန်တော်တို့အဖေကိုရောဒီတောင်ကြီးကိုရောကျွန်တော်ကိုယုံကြည်တဲ့ရွာသားတွေကိုပါမျက်နှာမပြတ်စေခဲ့ပါဘူးဗန္နာတွေကိုနိုင်ငံတော်စီလွှဲပြောင်းပေးခဲ့ပြီးစက်ယုံကြီးထွားလာပြီးရွာလဲချမ်းသာလာပြီးငါတို့ကိုနှိမ့်ချခဲ့သူတွေလည်းအပြစ်ပေးခံရပြီးမို့အတက်နဲ့ကြိုးစားတဲ့လက်တစုံကိုအသုံးပြုပြီးစစ်မှန်တဲ့အံ့ဩဖွယ်ရာကိုဖန်တီးနိုင်ခဲ့ပါတယ်တောင်ကတုံးဟာတိတ်ဆိတ်နေတော့လဲကြီးမားတဲ့အသိပညာတွေကိုပိုင်ဆိုင်ထားပြီးလူတွေရဲ့စိတ်ဓာတ်ဟာလည်းကောင်းမွန်ခြင်းစီဥတည်သွားခဲ့ကနောက်ဆုံးမှာတော့အလင်းရောင်ရောက်ရှိလာခဲ့ပါတယ်ဒီတောင်ကတုံးဟာကျွန်တော်ကိုဘဝတစ်ပေးခဲ့တယ်လို့ရွာတရွာလုံးအတွက်မျှော်လင့်ချက်နဲ့ကျွန်တော်ရဲ့ထာဝရဂတိကဝတ်ကိုပေးအပ်ခဲ့တာပါနေဝင်ချိန်ရောက်လာတဲ့အခါရွှေရောက်ဟေးရှည်ညကတောင်ကတုံးတစ်ခုလုံးရွာစက်ယုံနဲ့ကျွန်တော်ရဲ့တောက်ပတဲ့အနာဂတ်ကိုလွှမ်းမိုးသွားခဲ့ပါတယ်တောင်ကတုံးရဲ့အံ့ဩဖွယ်ရာဟာပြီးဆုံးသွားမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်နောက်မှလည်းဒီမြေပေါ်မှာပဲဆက်လက်ရှိနေပြီးရွာသားတွေကိုဘဝတွေပုံမူတရားဝပြောအောင်ဥဆောင်က1982ခုနှစ်ရဲ့တောင်ကတုံးအံ့ဩဖွယ်ရာကိုထာဝရစင်ဆက်မပြတ်ဆက်လက်တည်ရှိနေစေတော့မှာဖြစ်ပါတယ်